YWD Online Media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဥက္ကလာပါစေတော်မြတ်ကြီးချီအောင်ခုနှစ်စုဖျားနဲ့အောင်တော်မူစီဒီမှာ22ကြိမ်မြောက်တစောင်းနိုင်ပွဲတော်နဲ့15ကြိမ်မြောက်မတိုးရွှေကြသင်္ကန်းရဲလုတ်ပြိုင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဥက္ကလာပါစေတော်မြတ်ကြီးချီအောင်ခုနှစ်စုဖျားနဲ့အောင်တော်မူစီဒီမှာ22ကြိမ်မြောက်တစောင်းနိုင်ပွဲတော်နဲ့15ကြိမ်မြောက်မတိုးရွှေကြသင်္ကန်းရဲလုတ်ပြိုင်ပွဲအခမ်းအနားကိုသာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ဇာမုံလဆန်း14ရက်2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ညနေပိုင်းကကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားကိုနမောတတ3ကြိမ်ရွတ်ဆိုဖျားကတော်ရီအခမ်းအနားဖွင့်လှစ်ခဲ့ပြီးဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းကိုကအဖွင့်မှာစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဇာမုံလမှာမတိုးရွှေကြသင်္ကန်းရဲလုတ်ပြိုင်ပွဲကျင်းပပြီးမြတ်စွာဘုရားကလူပူဇော်ပုံအကျင့်ကိုဥက္ကလာပါစေတော်မြတ်ကြီးချီအောင်ခုနှစ်စုဖျားနဲ့အောင်တော်မူစီရီရဲ့ဂောဘကအဖွဲ့ဥက္ကဋ္ဌဒေါက်တာအေးကိုကချင်းလင်းတင်ပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တာဝန်ရှိသူများနဲ့အပရိသတ်များကမင်းကွန်းဆရာတော်ကြီးရဲ့ရက်စင်မြတ်တာမေတ္တာပို့သခဲ့ပြီးမတိုးရွှေကြသင်္ကန်းရဲလုတ်ပြိုင်ပွဲကိုဖဲကျိုးဖြဲဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရက်ကန်းပြိုင်ပွဲဝင်များနေရာယူပြီးရက်ကန်ရဲလုတ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌကပြိုင်ပွဲစတင်ရန်အချက်ပေးခေါင်းလောင်းတီးပြီးပြိုင်ပွဲစတင်ခဲ့ပါတယ်။ဥက္ကလာပါစေတော်မြတ်ကြီးရှေးအောင်ခုနှစ်စုဖျားနဲ့အောင်တော်မူစီတော်တို့ရဲ့22ကြိမ်မြောက်တစောင်းတိုင်းမိထုံးပွဲတော်နဲ့15ကြိမ်မြောက်မတိုးရွှေကြသင်္ကန်းရဲလုတ်ပြိုင်ပွဲကိုဆရာတို့နှစ်စဉ်ကျင်းပတဲ့ကြောင့်မလို့အခုဆိုရင်ဒါ15ကြိမ်မြောက်ဖြစ်သွားပါပြီ။ဒါဒီမတိုးသင်္ကန်းရဲလုတ်တာနဲ့ပတ်သက်ပြီးတော့ဆရာတို့တမိုင်းကြောင်းလေးအကြမ်းမြင်ပြောမယ်ဆိုရင်တော့မြတ်စွာဘုရားမပွင့်မီရပေါ့နော်ဒီသဗ္ဗူဒီပနိမိတ်တဆိုတဲ့စကားနဲ့အညီပေါ့မြမာကြီးတွေကနေပြီးတော့ဒီကြာယုံတွေပေါ်လာတဲ့အခါမှာဒီကြာယုံတွေကိုမြမဘုံမှာတင်သိထားပါတယ်ဘုရားလောင်းဒီကနေပြီးတော့ပေါ့နော်ဒီတောထွက်တဲ့ခါကျတော့ရဟန်းဝုဖို့ဆိုပြီးတော့ဒီသင်္ကန်းကိုဆက်ကတ်တဲ့အခါမှာဒီဂတိကဆိုတဲ့မြမာကြီးကနေပြီးတော့ဒီမြမဘုံမှာတင်ထားတဲ့ယဟန်ဒီယဟန်နဲ့ဝတ်ဆင်ရမယ်ဒီသင်္ကန်းတွေကိုပေါ့နော်ဒီဆက်သက်တဲ့ကြောင့်မလို့ဒီသင်္ကန်းတွေစပြီးတော့ပေါ်ပေါက်လာခဲ့ရတာပေါ့နော်အရင်တော့ကတော့ရှေးခါတုန်းကတော့ဒီရွှေကြာသင်္ကန်းဟိုဆက်ကတ်တာပေါ့နော်ရွှေပဒုံမှာရွှေကြာနေပြီးတော့ကြာရိုးကြာမြင့်နေပေါ့ဒါတွေကိုဆရာတို့ကဒီခတ်လုပ်ပြီးတော့မှသင်္ကန်းဝီဒီတော်နဲ့အညီဆောင်ရွက်ခဲ့ပြီးအခုခါမှကြာတဲ့ခါကျတော့ဒီခြေကနေပြီးတော့ပဲရဲလုတ်တဲ့သဘောရှိရတာပေါ့နော်ဒါကြောင့်မလို့ဒီခြေတွေတဲကနေပြီးတော့ရဲလုတ်တဲ့သင်္ကန်းတွေကိုဆရာတို့ကရွှေကြာပေါ့နော်ဒီကြာပုံစံရွှေရောင်နေနဲ့ကတ်ပြီးတော့လုတ်တဲ့ကြောင့်မို့ရွှေကြာသင်္ကန်းဆိုပြီးတော့ပေါ်လာတာပေါ့နော်မတိုးသင်္ကန်းဆိုတာတော့ဆရာတို့ဒီတစ်နှစ်မှာသူကတစ်ချိန်တစ်လမှာတစ်ခါပဲရဲလုတ်ရတာပေါ့နော်တစ်နှစ်လုံးမှာတစ်လမှာတစ်ချိန်သာရဲလုတ်ရတဲ့ကြောင့်အင်မတန်မှမုံမြတ်ပါတယ်ပေါ့နော်ဒီဆရာတို့ဒီတစောင်းတိုင်းဥစ္စာပေါ့တစောင်းမုံလာပြည့်မတိုင်မီပေါ့နော်ဒီတစောင်းလာဇန်ရက်ပေါ့နော်တစောင်းမုံလာဇန်14ရက်မှာဆရာတို့ဒီတင်ကန်းကိုအမြန်ရဲရတယ်ပေါ့တကောင်ကြော်သွားလို့ရှိရင်တိုးတယ်လို့သူကခေါ်တော့တကောင်မကြော်ခင်မှာရက်လို့တဲ့ကြောင့်မလို့ဆရာတို့ကဒါမတိုးတဲ့တင်ကန်းလို့ယူဆတာပေါ့နော်ဒီဟာတင်ကန်းကိုပေါ့နော်ဒီအာယုံတက်မှာဒါမြတ်စွာဘုရားရှင်ဒါညီမှန်းပြီးတော့ကတ်လှူတဲ့ကြောင့်အင်မတန်မှမမြတ်လာပါတယ်ဒါကြောင့်မလို့ဆရာတို့ရဲ့ဥက္ကလပဇေတော်မြတ်ကြီးရှင်ရံပေါ့နော်ဒီရင်မြင်ရှိမှာအခုမတိုးရင်ကပြလို့ပြန်တဲ့အခါမှာရက်ကန်းစဉ်80နဲ့ပေါ့နော်ရှင်ပြန်ခဲ့ရတာပေါ့စုတွေအနေနဲ့ကတော့ပထမစု5သိန်းဒုတိယစု4သိန်းတတိယစုကို3သိန်းခွဲနဲ့စတုတ္ထစု2သိန်းခွဲပေါ့နော်ကျန်တဲ့အထူးစုတွေတော့2သိန်းစီနဲ့ဆရာတို့ကစုချီးမြှင့်ပါတယ်ရက်ကန်းပြိုင်ပွဲကျင်းပတဲ့ဒီမတိုးတင်ကရဲလုတဲ့ဟာတွေစုတော့အာယုံတက်မှာပဲဆရာတို့မနေ့စောစောပေါ့နော်ဒါစုချီးမြှင့်ပြီးတော့မနေ့စောစောမှာပဲဆရာတို့ကဥက္ကလပဇီတော်မြတ်ကြီးမှာရှိတယ်ဘုရား14စုကိုဆက်ကလှူဒါန်းရတာပေါ့နော်အခုလိုဒီလိုကာဏနာနဲ့ပြိုင်ပွဲကိုကျင်းပနိုင်တာလည်းဒါမြို့နယ်ရဲ့စီမံခန့်ခွဲမှုပေါ်မှာလည်းဆရာတို့ကလမ်းညွှန်ပေါ်မူတည်ပြီးတော့ဘောပကတွေရဲ့ညီညွတ်မှုနဲ့ဆောင်ရွက်တာရဲ့အလူရှင်တွေပေါ့နော်အားလုံးကလည်းပဲဒါလူတိုင်းပံ့ပိုးမှုတာတွေဆရာတို့ရဲ့ဒီဘောပကအဖွဲ့အပြင်ဓမ္မစကြာကော်မတီတို့အထောက်အကူပြုကော်မတီတွေကလည်းဒါဝိုင်းပြီးတော့ဒါကူညီပံ့ပိုးတဲ့ကြောင့်မလို့
အခုလိုအောင်မြင်နေဆောင်ရွက်နိုင်တာဖြစ်ပါတယ်ဒါကြောင့်လည်းဥလပစီတော်မြတ်ကြီးဟာနှစ်စဉ်ကျင်းပတဲ့ကြောင့်မလို့အခုဆိုရင်15ကြိမ်မြောက်အထိပေါ့နော်မသိုးသင်္ကန်းရက်လို့ရာသီဥတုမိုးလေဝသအခြေအနေကြားရကနေအောင်မြင်ဖြစ်မြောက်ဆောင်ရွက်နိုင်ကြောင်းအလွန်ပဲဝမ်းမြောက်ပီတိဖြစ်ရပါတယ် ။အောက်ကလာပါစေတော်မြတ်ကြီးမှာမတိုးချွေကြသင်္ကန်းရက်လုပူဇော်ပွဲကို15ကြိမ်မြောက်ကျင်းပတာဖြစ်ပြီးဆိုပါမတိုးချွေကြသင်္ကန်းရက်လုပူဇော်ပွဲမှာစုခုနှစ်စုရှိမြင့်တယ်လို့သိရပါတယ်။ပထမစုကိုကျပ်5သိန်းဒုတိယစုကျပ်4သိန်းတတိယစုကျပ်3သိန်းနဲ့စတုထစုကို2,500,000ကျပ်ရှိမြင့်ပြီးနှစ်သိန်းစု3စုရှိမြင့်ခဲ့ကနှစ်သိန်းစု1စုလျင်ကျပ်2သိန်းနှုန်းနဲ့နှစ်သိန်းစု3စုရှိမြင့်တယ်လို့သိရပါတယ်။ဆိုပါပြိုင်ပွဲစုရရှိသူများအားစုရှိမြင့်ရေးကော်မတီကတစောင်းမုံလာပြည့်နေ့နိုဝင်ဘာလ4ရက်နေ့မနက်ပိုင်းမှာစုရှိမြင့်ပေးပြီးရက်ကန်းစင်နှင့်ရွှေကြသင်္ကန်းအလှူရှင်များနဲ့ငွေအလှူရှင်များအားသာသနာသမိုင်းဝင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးရရှိမြင့်တယ်လို့သိရှိရပါတယ်ရှင်။